man နေတွေရဟာအဲ့အားရအကောင်မူးလာတော့ငါကြောက်တယ်တော့ဟဲ့ငါဒိုးမှဟဲ့ဒီဘောင်းကမင်းရတယ်ဘောနဲ့ငါတို့မြင်သွားလက်တားနေပြီဟဲ့မင်းတားတယ်မင်းမနေခဲ့ရောငါတော့အကောင်မူးမနေခဲ့ဘူးကြောက်နေတော့နေပါရတဲ့ရအေးတိုက်ရဘာလာနေပြီမင်းနဲ့ငါနဲ့ဟိုကောင်ဘလိုင်းရှောင်းလာတာမကောင်းတဲ့လူပဲကွာဘာမကောင်းစရာရှိတော့ကွာမင်းလည်းအကောင်ကြောင်သိနေရပဲအကောင်မူးလာငေါ့တော့ကောင်ဘယ်တော့အနေစရာရှိလို့တော့ဟာအဲ့ဒါပေါ့ကွာမင်းရလေငေါကောင်တွေကငယ်ချင်းရင်းဆိုဘယ်ကောင်းမှမလို့ကွာဘာမှမဖြစ်ပါဘူးကွာမင်းအဲ့ကိစ္စကိုခေါင်းထဲထည့်နေတယ်ဟဲ့အေးကွာဟဲ့မင်းတို့ငါ့ဘာဖြစ်လို့ရှောင်နေကြရတော့ကွာဒါလဲရငါအရက်တော့ပြီးမူးလာလို့ငါ့ကိုမပေါင်းချင်လို့မင်းတို့ရှောင်နေကြလားကွာဟမ်ရမဟုတ်ပါဘူးငယ်ချင်းရဒီလိုပါပဲမင်းအဲ့ကိစ္စကိုစိတ်ထဲမှာဘာထားမလဲနော်ရပါတယ်ကွာငါတော့ငါတငယ်ချင်းတွေဆိုပြီးတော့မင်းတို့ပေါ်မှာတန်ဟုတ်စင်ကြီးလဲရတယ်မင်းတို့ငါပေါ်မှာဆက်ဆံတဲ့ပုံစံမျိုးကအယောင်ကိုသိမ်းဆောင်နေတယ်ကွာငါဘောနဲ့ငါရှိပါသေးတော့ကွာအပေါ်မှာဟဲ့ဟာဒီစောက်ယူကအဲ့အမူးပြေဆိုအဲ့စကားပြောပြီဒီပေါ့ဟိုငါမူးရင်ဘာဖြစ်လို့လဲကွာဟိုမင်းတို့ငါပြဿနာရှာလို့လားမင်းတို့ငါလိုက်ထိုးနေလို့လားဟမ်ရောအေးအဲ့လိုပြဿနာရှာပြီးလိုက်ထိုးနေအောင်မတော်ဘူးမယ်ကွာချစ်တယ်ပြောကွာမြန်မြန်ပြောကွာဘာကြီးလဲကွာမင်းမူးရင်အေးစိနေစမ်းပါချစ်တယ်ပြောအဲ့ကြောင့်လို့မင်းနဲ့တူတူငါတွဲမတော့ချင်တာတော့ဟဲ့မင်းခေါ်လိုက်ကွာမင်းထိတ်ကွာဒီအမူးကိုပြေသွားပြီကွာဟာနေငါ့ကိုချက်လာဘာလဲဝါရောငါမလေးရချစ်တယ်ပြောကွာဘာလဲဝါကြောက်လို့ပါကွာငါဆိုအားပါပဲဟာဘာလို့ပေးရမှာလို့ငါဆိုနေပေးဟာဘာလို့ပေးရမှာလို့ကွာငါဆိုငါပေးဟာတော့လူကရမလုံးစမ်းပါနဲ့ကွာရောကြောက်လို့ပါကွာဟာမလေးရောက်ရေးလုံးစမ်းပါတော့နှခမ်းမွေးနေမို့ဟာမဟုတ်ပါဘူးမလုံးနဲ့လို့ရအောင်မလုံးနဲ့လို့ရအောင်အဲ့ဒါပဲကွာမင်းကမူးလာရင်6လာလို့ဟေး6လာလို့ဟာဇာတိရပြပြီကွာအဲ့လိုတော့မပြောရထွင်းကအကူရှာရဲဟောင်းဟာဘာကြီးလဲကွာရောနှခမ်းမွေးလိုက်ပုဂ္ဂိုလ်ကလေးဖွေယွန်လိုက်တာကွာကဲပါအချင်းရှင်ရုံးလေးရက်ဆိုင်သွားလိုက်